ရဲဆိုတာကိုကိုရီးယားလိုမျိုးရဲပေါ်ရတခုတည်းပဲသိရလားတကယ် native speaker တွေအပြင်မှာသုံးတဲ့စကားလုံး၅ခုကိုဒီနေ့ပြပြပေးမယ်စုံတိကြည့်သွားနော်နံပါတ်1ပထမဆုံးနံပါတ်1ကကြတော့လှပတယ်တင့်တယ်နော်လှပတယ်တင့်တယ်ဆိုလို့ရှိရင်နော်အာရုံဒါဝရောနဲ့သုံးပါမယ်နံပါတ်2ကကြတော့ချစ်စရာကောင်းတယ်ဆိုလို့ရှိရင်နော်ခွီရောဝရောချစ်စရာကောင်းတယ်ခွီရောဝဆိုပြီးတော့လည်းအတူကောက်သုံးလို့ရတယ်နောက်တစ်ခုကကြတော့ယောက်ျားလေးချောတယ်ရုပ်ချောတယ်ပေါ့နော်ရုပ်ချောတဲ့ဟာတွေကောင်မလေးရုပ်ချောတဲ့ဟာတွေဆိုလို့ရှိရင်နော်잘생겼어요ရုပ်ချောတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့လိုမဟုတ်ဘဲနဲ့ခက်မိုက်လေးခက်လန်းလေးဆိုလို့ရှိရင်နော်멋있어요 멋있어요 와မိုက်လိုက်တာပေါ့နော်ဒါလိုသုံးပါတယ်နောက်ဆုံးနံပါတ်5ကကြတော့ဆွဲဆောင်မှုရှိတာပေါ့နော်ရုပ်လည်းမချောရုပ်လည်းမလောက်ဒါပေမဲ့ဆွဲဆောင်မှုရှိတာကိုတော့ 매력적이 있다 ဆိုပြီးတော့သုံးပါတယ်ကဲဒါဆိုလို့ရှိရင်တစုံတစ်ခုကလှပတယ်တယောက်ကလှပတယ်ဆိုလို့ရှိရင်ရေပေါ်ရောဆိုတဲ့ဟာကြီးပဲသုံးမနေနဲ့ရေပေါ်ရောကြီးကဒိတ်အောင်နေပြီเนาะဒီစကားလုံးလေး၅ခုကိုပြောင်းသုံးကြည့်အောင်တခြားသိစင်တာလေးရှိရဆိုလို့ရှိရင်လည်း comment တွေမှာရေးခဲ့ပါဦးဒီနုထောင်းယုံဆိုင်ရဲ့တို့ဘွယ်ရော